လမ်းထိပ်ကအန်ဒီရဲ့မုံဟင်းကကောင်းနေဆိုပြီးသွားဝယ်စားတာမုံဟင်းကတဲ့အန်ဒီကြီးကိုကြည့်ရတာတသက်လုံးမုံဟင်းကရောက်လာတာမဟုတ်ဘူးလူတက်ဖို့လေးကျင်နေတဲ့အတိုင်းပဲမျက်နာကလည်းငါနဲ့ပဲကြော်သွားတောင်းလို့ရှိရင်ပဲကြော်နဲ့ပြန်ပေါက်ခံရမယ်ရုပ်မုံဟင်းကတပွဲမှာပေးတာကိုစားရင်စားမစားရင်သေးလိုက်ဆိုတဲ့မျိုးကြီးရဲ့သတင်းတယောက်ကြီးနဲ့ငါ့ကိုကြည့်နေတာကြည့်ရတာသူကငါ့ကိုမုံရောက်နေတာမဟုတ်ဘူးရန်ကြွေးလာတောင်းနေတဲ့အတိုင်းပဲရတာကလည်းအန်အိုးဖို့ကောင်းတယ်မုံဟင်းကဆိုတာကလည်းဟင်းရီကလည်းဟင်းရီမဟုတ်ဘူးရင်းနှွေးတဲ့ကိုငကြီးနန်လေးနဲ့ထည့်ထားတဲ့အတိုင်းပဲကြည့်ရတာငါတို့မြန်မာနိုင်ငံမှာငါးတွေမရှိတော့ဘူးဆိုတာတက်တွေပြနေတဲ့အတိုင်းပဲမိုးမှာထဲမှာငါးရှာရတာပင်နယ်ထဲမှာအပြောက်ရှာရတာတဲ့တော့ခက်နေသေးတယ်ပဲကြော်ကလည်းမာလိုက်တာမှပြောမနေနဲ့ငါအန်ကတ်တော့မှကြော့ထွက်တော့မယ်သူ့ဆိုင်မှာစားပြီးရင်ဘိုင်းဝါတာထက်မေးရုံညောင်းတာကပိုပြီးတော့မြန်နေသေးတယ်ဝင်ဆောင်မှုကလည်းကောင်းလိုက်တာမှလွန်ရောငါကအကောင်းအမတ်လို့အန်ဒီဟင်းရလေးနည်းနည်းထည့်ပေးပါအောင်လို့ပြောလိုက်တာကိုငါ့ကိုကြီးလိုက်တဲ့အကြီးကမင်းအခုကြချင်းဆိုင်ကထွက်သွားမထွက်သွားရင်လုံးနဲ့ထုမယ်ဆိုတဲ့အတိတ်ပဲငါမှဟင်းရတောင်းတာမဟုတ်ပဲသူ့ကိုအမွေလာတောင်းနေတယ်လို့ခံစားနေရတယ်မို့မှာဒီလိုမုံဟင်းကားမျိုးဒီလိုမြန်တပေးမျိုးနဲ့ဆိုရင်တော့နောက်ဆိုပတ်စံပေးပြီးဝယ်စားဖို့နေတာငါ့ကိုပတ်စံပြန်ပေးမယ်ဆိုရင်တော့ဝယ်မစားတော့ဘူးအဲ့ဒီဆိုင်ကမုံဟင်းကားစားတာထက်အိမ်မှာထမင်းပြူကိုရင်းနှွေးချမ်းနဲ့နေစားတာမှရတာပိုရှိနေဦးမယ်ပေးခြင်းတဲ့ message ကတော့ဒီလိုမုံဟင်းကားမျိုးတို့ကိုနောက်တစ်ခါဆွဲလည်းမစားတော့ဘူးစားလည်းမဝယ်တော့ဘူးဆိုတာပါပဲ